မြန်မာနိုင်ငံ၏အစစ်အမှန်ခေါင်းဆောင်ဖြစ်နေသည့်ပြင်သမ္မတ၏အထက်မှလှုပ်ဆောင်နေတော်လဲဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံထောက်လှမ်းရေးစနစ်ကိုအနေငယ်မြသာထိန်းချုပ်နိုင်ကြောင်းပေါ်လွင်သည်ရင်းစနစ်တွင်ပါဝင်သည့်အစိတ်အပိုင်းအားလုံးနှိပါသည်ကာချုပ်ဖြစ်သည့်မင်းအောင်လှိုင်ထံသို့တိုက်ရိုက်သို့မဟုတ်သွယ်ဝိုက်ခါတာဝန်ခံနေကြ၏ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စာအုပ်ကတော့ချိုးဝှက်ချက်များနဲ့အာဏာထောက်လှမ်းရေးနဲ့ဗိုလ်ချုပ်ကြီးခင်ညွန့်ကြချုံချင်းဆိုတဲ့စာအုပ်ထဲကအခန်း၈တာဝန်ခံမှုပြဿနာများဆိုတဲ့အခန်းပဲဖြစ်ပါတယ်အခန်း၈တာဝန်ခံမှုပြဿနာများလွန်ခဲ့သောနှစ်ရွေးကောက်ပွဲတွင်ကမ်းလုံးညွတ်မြောက်အောင်ပွဲခံပြီး2016ခုနှစ်မတ်လတွင်ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့အာဏာရယူသောအခါမြန်မာနိုင်ငံတဝင်းလုံးသမကအရရမှလူအမြောက်အများကိုရွှေပြည်သာပင်ပေါက်ပြီးဟူသောအတွေးလိုက်ကလွှမ်းသွားလေသည်မြန်မာနိုင်ငံတွင်အရရသည်ရုပ်ရှိပင်အသွင်ပြောင်းကုန်လိမ့်မည်ဟူသည့်အတော်ပင်မတိတာစိုးဝါသည့်ယုံကြည်မှုတည်းထိုချိန်ကရှိခဲ့၏ဥပမာအားဖြင့်ဖီစည်းနှိပ်စက်သည့်အစိုးရဟောင်း၏အဓိကကျသည့်အစိတ်ပိုင်းများပြိုလဲကုန်ပြီးလွန်ခဲ့သည့်အနှစ်90လုံးမြန်မာနိုင်ငံကိုထိထိရောက်အုပ်ဆိုးခဲ့သည့်ခေတ်သစ်ကဘာတွင်ခန္ဓာရည်အခြေဆုံးစစ်အာဏာရှင်အစိုးရသည်လည်းဆိုးရွားသည့်အတိတ်ဖြစ်သွားတော်မည်ဟုအများကမှတ်ယူခဲ့ကြ၏ထို့သောမဖြစ်ခဲ့သည်မှာချင်းပေသည်မြန်မာနိုင်ငံကိုအကဲခတ်နေသူတချို့၏ထိုအချိန်ကဟောကိန်းထုတ်ခဲ့သလိုဘယ်တော့မှဖြစ်လိမ့်မည်လဲမဟုတ်ပေစစ်ထောက်လှမ်းရေးသည်လွတ်လပ်သည့်ဗမာနိုင်ငံဖြစ်လာကြတဲ့ကလူမှုရေးထိန်းချုပ်မှုနီလန်းတစ်ခုအဖြစ်အသုံးတော်ခံခဲ့သည့်ဟူသည့်ရောဘတ်တီလာ၏ကောက်ချက်ကို၎င်း NLD အစိုးရသည်ဤပုံစံမှထွက်ခွာမလားမည်သို့ထွက်ခွာရန်စီမံထားသလဲလက်နက်ကိုင်တပ်များကကောထို့သောအဖြစ်ခံနိုင်ပါမလားဆိုသည်တို့ကိုမေးရန်ကို၎င်းစိတ်ထဲတွင်ဆွဲမြဲထားပါကအကျိုးရှိပေလိမ့်မည်မျှော်လင့်ထားသလိုပင်ဒေါ်အောင်ဆန်းစုကြည်သည်လည်းစစ်အစိုးရရင်ဆိုင်ခဲ့ရသည့်စိန်ခေါ်မှုများကိုပင်ကြုံခဲ့ရ၏ရင်းတို့ကိုဖြည့်ချင်းရန်ရခင်ရန်တော်များနီလန်းများကိုပင်အားကိုးခဲ့သဖြင့်လူအများပင်အံ့ဩရလေသည်တရရဲ့အုပ်ချုပ်မှုမှစစ်တပ်ကနောက်ဆုတ်ခဲ့သည်မှာရှင်းနေရှိလာသည့်တိုင်အကြီးအကျယ်ပြောင်းလဲပြီးဟုကြိများပေးထားသည့်တိုင်မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးကိစ္စများကိုရှိကပ်ပုံမှာတိတိတတ်တာပြောင်းလဲခဲ့သည့်လက္ခဏာမရှိပေစစ်အစိုးရ၏တောက်တိုင်ဖြစ်ခဲ့သည့်ကျေပြန့်လာသည့်ထောက်လှမ်းရေးစနစ်ကြီးသည်လည်းအနေအထားပြတ်ပုံမရပေဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာလို့စစ်ထောက်လှမ်းရေးအဖွဲ့အစည်းကြီးကလွှမ်းမိုးထားခြင်းကမရှိတော့ပေသို့တော့တိုက်ရိုက်သို့မဟုတ်သွယ်ဝိုက်ကကာချုပ်ကိုတာဝန်ခံနေစေဖြစ်သည်ထောက်လှမ်းရေးအဖွဲ့များလုပ်ငန်းဆောင်ရွက်ပုံများတွင်တတိထားလောက်စီဟာအပြောင်းအလဲအချို့ရှိနိုင်ပြီဖြစ်တော်လဲအနှစ်သာရထက်အမှုအကျင့်နှင့်လုံနည်းလုံဟန်သာများစွာပြောင်းလဲသွားသည်ဟုမြင်ရသည်အပေါ်ရန်ကျော်၏အောက်တွင်ကဒေါ်အောင်ဆန်းစုကြည်အာဏာမယူမီကစစ်အစိုးရ၏အာဏာပြင်းသည့်ကြောက်မက်ဖွယ်ဆက်လက်ရုံဖြစ်ခဲ့သည့်ထောက်လှမ်းရေးစနစ်၏ငကိုအသွင်လက္ခဏာများကိုငကိုအဖွဲ့အစည်းများတွင်မြင်နေရဆဲဖြစ်သည်ကချင်ရခိုင်ရှမ်းစသည့်ပြည်နယ်များတွင်ပေမထောက်လှမ်းရေးအဖွဲ့များသည်တပ်မတော်၏ကျင်းမြောင်းသည့်အလျှော့မပေးသည့်မျှော်မှန်းချက်ဖြစ်သောဗုဒ္ဓဘာသာဝင်ဗမာများလွှမ်းမိုးထားသည့်လွတ်လပ်သည့်ကျိုးနွန်သည့်တပီတော်မြန်မာနိုင်ငံဟူသည်ကိုစိတ်နှင့်ထားနေစေဖြစ်ကြောင်းထင်လင်းအောင်ပြသခဲ့ကြသည်နိုင်ငံခြားအကဲခတ်များသည့်မြန်မာနိုင်ငံတွင်လူမြင်ကွင်းနောက်ွယ်၌အမှန်တကယ်ဖြစ်နေသည်ကိုသိရန်ခဲရင်နေမြဲဖြစ်တော်လဲနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်လက်နက်ကိုင်တပ်ဖွဲ့များနိုင်ငံထောက်လှမ်းရေးစနစ်တို့၏ဆက်ဆံရေးမှာအသည့်အခက်ဆုံးဖြစ်သည်မြန်မာနိုင်ငံ၏အစစ်အမှန်ခေါင်းဆောင်ဖြစ်နေသည့်ပြင်သမ္မတ၏အထက်မှလှုပ်ဆောင်နေတော်လဲဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံထောက်လှမ်းရေးစနစ်ကိုအနေငယ်မြသာထိန်းချုပ်နိုင်ကြောင်းပေါ်လွင်သည်ရင်းစနစ်တွင်ပါဝင်သည့်အစိတ်အပိုင်းအားလုံးနှိပါသည်ကာချုပ်ဖြစ်သည့်မင်းအောင်လှိုင်ထံသို့တိုက်ရိုက်သို့မဟုတ်သွယ်ဝိုက်ခါတာဝန်ခံနေကြ၏စာရဖ SB CID စသုံးလုံးဟူသည့်ဌာနများအားလုံးပါဝင်သည့်ကာကွယ်ရေးဌာနဝန်ကြီးနှင့်ပြည်ထရေးဝန်ကြီးဌာနဝန်ကြီးတို့ကို2008ဖွဲ့စည်းပုံအခြေခံဥပဒေအရရင်းကခန့်အပ်ရသည်ထို့အပြင်နယ်စပ်ဒေသရေးရာဝန်ကြီးကိုလည်းရင်းကပင်ခန့်အပ်ရသည်ထိုဝန်ကြီးသည်လည်းထောက်လှမ်းရေးရင်းမြစ်များကိုစီမံခန့်ခွဲရ၏ဒေါ်အောင်ဆန်းစုကြည်မှာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၏ထို့ကြောင့်မြန်မာတန်ယုံများအတွက်တာဝန်ရှိသည်ထို့ကြောင့်ပွင့်လင်းရင်းမြစ်သတင်းများကိုစူးစီးရန်သုံးသပ်ရန်တာဝန်ရှိသည်သို့သောစစ်တပ်များကိုလက်နက်ကိုင်တပ်များကခန့်အခါထိန်းချုပ်ထားသည်ခင်ညွန့် CI လှုပ်စဉ်ကကကလန်းနောင်သော OCMI အတွင်းရှိစစ်သားဌာနများကဤအလုပ်ကိုလုပ်ခဲ့သည်ရင်းတို့ယာဒူးခန့်အပ်မှုများကိုယခုအခါတမတော်ရုံးချုပ်ကဆောင်ရွက်ကြောင်းပေါ်လွင်လာသည်ဆက်ရခကိုတိုင်ပင်မိမှာကတန်တရားဖြစ်ဖွယ်မရှိပေရင်းတို့၏ထောက်လှမ်းရေးဆိုင်ရာလှုပ်ရှားမှုများကိုနိုင်ငံခြားရေးဝန်ကြီးဌာနသည်အမှန်တကယ်မထိန်းချုပ်နိုင်ပြီအချို့ကိုဆက်ရခကစီမံခန့်ခွဲနေသည်အချို့နယ်ပယ်ကိုမူ SP ကလည်းစီမံခန့်ခွဲနိုင်ပေသည်နိုင်ငံခြားတွင်ဆောင်ရွက်နေသည့်အထောက်တော်များသည်
တနမန်အရေးချုံထားသည့်တိုင်ဒေါအောင်ဆန်းစုကြည်၏တာမန်ထိန်းချုပ်မှုနယ်ပယ်၏အပြင်တွင်ရောက်နေသည်ထို့သောဖြစ်သောကြောင့်မြန်မာထောက်လှမ်းရေးစနစ်သို့မဟုတ်ရင်း၏အဖွဲ့အစည်းတစ်ခုကိုကြီးကြပ်ရန်ဖြစ်စေရင်းတို့၏လှုပ်ဆောင်ချက်အတွက်ဖြစ်စေသူ့တွင်တိုက်ရိုက်တာဝန်မရှိတော့ပေမြန်မာထောက်လှမ်းရေးစနစ်နှင့်တိုက်ရိုက်ထိတွေ့ဆောင်ရွက်မိအစားတက်နိုင်သမျှကွင်းဖယ်သွားကရင်းတို့၏လှုပ်ဆောင်ချက်အတွက်မိမိတွင်တိုက်ရိုက်တာဝန်ရှိမိအခြေအနေကိုရှောင်ရှားနိုင်မိမဟာဗျူဟာတစ်ရပ်ကိုဒေါအောင်ဆန်းစုကြည်ကျင့်သုံးလိုက်ရပုံရသည်အခြေအနေတင်ပြရာတွင်ပင်ထောက်လှမ်းရေးအဖွဲ့အစည်းများနှင့်တက်နိုင်သမျှခက်ကင်းကင်းနေရန်စ조사ခဲ့သည်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့်မြည်သည့်ထောက်လှမ်းရေးသတင်းလွှာမျိုးကိုပုံမှန်လက်ခံနေရသည်ကိုပင်မသိရပေသို့သောလွတ်လပ်သည့်သတင်းနှင့်အကြံဉာဏ်ရင်းမြစ်များမှရယူလိုကြောင်းပြပြတသားဖော်ပြခဲ့သည်ဥပမာအားဖြင့်2019ခုနှစ်ဇန်နဝါရီလတွင်ဝါရင်တနမန်တအုပ်ကိုအမျိုးသားလုံခြုံရေးအကြံပေးအဖြစ်ခန့်အပ်လိုက်ခြင်းသည်စစ်တပ်ကလွှမ်းမိုးနေသည့်အမျိုးသားထောက်လှမ်းရေးစနစ်ကိုမိခိုနေရမှုကိုချော့ရန်အားထုတ်မှုပင်ဖြစ်ပုံရသည်ရင်းအကြံပေး၏တာဝန်မှာအခြေအနေများကိုမဟာဗျူဟာအမြင်ဖြင့်အကဲဖြတ်ခါပြည်တွင်းပြည်ပချင်းချောက်မှုများနှင့်ပတ်သက်၍သမရနှင့်ပြည်ထောင်စုအစိုးရကိုအကြံပေးရန်ဖြစ်သည်ဤတာဝန်သည်အခြားဝန်ကြီးများနိုင်ငံခြားရေးဆရာပါစားသည့်အစိုးရဌာနများ၏တာဝန်နှင့်မြည်သို့ရှားနာသည်မှာမရှင်းလင်းပေဒေါအောင်ဆန်းစုကြည်သည်ကာလုံ၏အဓိကအဖွဲ့ဝင်များနှင့်အစည်းအဝေးများအကြိမ်ကြိမ်ကျင်းပနေတော်လဲတရားဝင်ကာလုံအစည်းအဝေးကိုမူတခါမျှခေါ်ပုံမရကြသမရသိန်းစိန်လက်ထက်ကမူအပတ်စဉ်နီးပါးခေါ်ယူခဲ့သည်ဒေါအောင်ဆန်းစုကြည်သည်နိုင်ငံခြားရေးဝန်ကြီးအဖြစ်နှင့်ကာလုံတွင်အဖွဲ့ဝင်ဖြစ်နေတော်လဲအဖွဲ့ဝင်17ဦးအနက်9ဦးမှာကာချုပ်ကိုတာဝန်ခံရသူများဖြစ်နေရာရင်းကောင်စီကိုထိန်းချုပ်ရန်မည်သို့မျှမစွမ်းသာပြီယုံကြည်ချက်ကြောင့်အကျဉ်းသားဖြစ်နေစဉ်ကအထွေထွေလူအခွင့်အရေးကိုစောင့်ထိန်ရေးတရားဥပဒေစိုးမိုးရေးတို့ကိုတောင်းဆိုခဲ့သည့်ဒေါအောင်ဆန်းစုကြည်သည်ထောက်လှမ်းရေးစနစ်၏လုံလုံကဲကဲပြုမှုနေမှုကိုထိန်းချုပ်ရန်သို့မဟုတ်သဘောထားကွဲလဲသူများနှုတ်ဆက်နေအောင်ဥပဒေများကိုအလွဲသုံးနေပုံများကိုပြောင်းလဲရန်လှုပ်ရှင်ပုံကိုမပြပေ NLD သည်လည်းထောက်လှမ်းရေးစနစ်ကိုပို၍ထက်မြက်အောင်တာဝန်ခံမှုရှိအောင်ပြန်လည်တည်ဆောက်ခြင်းဖြင့်ဒီမိုကရေစီစံသည့်အစိုးရအဖြစ်အသွင်ကူးပြောင်းမှုနှင့်လိုက်ရောစေရေးကိုဒေးအနက်ဆင်ခြင်စဉ်းစားပုံမရပြီဥပမာအားဖြင့်ခင်ပြည်ဒီမိုကရေစီနိုင်ငံအများစုနည်းတူမြန်မာနိုင်ငံတော်အသစ်တွင်လည်းအများအားဖြင့်ပြည်တွင်းနှင့်သာတပ်ဆိုင်သည့်နိုင်ငံရေးရာဇဝတ်မှုများကိုဖြစ်စေပြည်ပနှင့်လည်းအချို့အဝက်တပ်ဆိုင်တတ်သည့်လုံခြုံရေးကိစ္စများကိုဖြစ်စေမြန်မာနိုင်ငံရဲတပ်ဖွဲ့သို့မဟုတ်တည်တံ့ဆောင်ရွက်သည့်နယ်ဘက်အဖွဲ့တစ်ခုခုကသာစုံစမ်းစစ်ဆေးမည်ဟုမျှော်လင့်ထားကြပေမည်မကြသေးမီနှစ်များအတွင်းပြည်တွင်းလုံခြုံရေးကိုနယ်ဘက်အသွင်ပြောင်းခဲ့သည်များရှိတော်လဲထိုတော်ဝင်များကိုစစ်တပ်နှင့်ရဲတို့မျှဝေယူနေခြင်းသာဖြစ်သည်မခံမနိုင်သည့်နှစ်များအထိဤအတိုင်းဆက်လက်တည်ရှိနေလေအောင်မည်တရားဝင်အားဖြင့် SPD နိုင်ငံရေးသတင်းများကိုစုဆောင်းရန်အကဲဖြတ်ရန်တာဝန်ရှိသည်ဆက်ရဖမှာကာကွယ်ရေးနှင့်သက်ဆိုင်သည့်ကိစ္စများအတွက်တတ်တာတာဝန်ရှိပေသည်သို့သောတပ်မတော်ဤကိုဘာသာကိုခန့်အပ်ထားသည့်အုတ်ထင်းသူအခမ်းကဏ္ဍနှင့်ရခင်ကစစ်ထောက်လှမ်းရေးအဖွဲ့များဆွဲကင်ခဲ့သည့်အာဏာစက်တို့ကိုထောက်လင်လက်နက်ကိုင်တပ်ဖွဲ့များသည်ပြည်တွင်းတွင်သာမကပြည်ပတွင်ဖြစ်ပျက်နေသည့်များကိုပါလွတ်လပ်စွာစောင့်ကြည့်နိုင်ခွင့်ကိုစွန့်လွတ်ရန်ပြင်ထားပုံမရပေဗိုလ်ချုပ်ကြီးများသည် NLD အစိုးရနှင့်နယ်ဘက်အဖွဲ့များကိုမယုံသည်သာမကတပ်မတော်သည်အမျိုးသားလုံခြုံရေးနှင့်တပ်ဆိုင်လာပါကကိုပိုင်ရင်းမြစ်များကိုသာအားထားလိုကြသည်အမျိုးသားလုံခြုံရေးဆိုသည့်ဝါဟာရမှာလည်းမြန်မာနိုင်ငံတွင်အဓိပ္ပာယ်ကျေပြောလာသည်အမျိုးမျိုးအထွေထွေသောနိုင်ငံခြားအစိုးရများနိုင်ငံတကာအဖွဲ့အစည်းများနိုင်ငံရေးလှုပ်ရှားသူများလူမျိုးစုလက်နက်ကိုင်အဖွဲ့များကနိုင်ငံတော်နှင့်ရင်းတို့ကိုပါချိန်ချောက်နေသည်ဟုစစ်တပ်ကောင်းဆောင်များမြင်နေသည်၍ဤအတိုင်းဆက်ဖြစ်နေလေအောင်မည်ထို့ကြောင့်တာဝန်ထမ်းဆောင်မှုထက်နေပွားနေခြင်းလုံပိုင်ခွင့်ဆိုင်ရာအချင်းများခြင်းအလုပ်သဘောအရမနာလိုခြင်းခြားပါသည့်ရင်းမြစ်များအတွက်ပြိုင်ဆိုင်ခြင်းတို့သည်လည်းဆက်ဖြစ်နေလေအောင်မည်2011ခုနှစ်နောက်ပိုင်းတွင်ဖြစ်လာသည့်ပုံမပွင့်လင်းလာသည့်နိုင်ငံရေးပတ်ဝန်းကျင်ကိုမကြောက်ကြသည့်တိုင်စိတ်မသက်မသာဖြစ်ကြည့်နေပြီးအစိုးရအဖွဲ့များကတေးကြစွာဂရုပြုနေထိုက်သည်ဟုယူဆနေသူအချို့မြန်မာနိုင်ငံတွင်ရှိနေနိုင်သည်သို့တော်လည်းလုံးဝအသစ်ဖြစ်နိုင်သည့်လုံခြုံရေးစနစ်တရကဖြစ်နိုင်ပွဲမရှိပေအမျိုးသားထောက်လှမ်းရေးစနစ်ကိုပြန်လည်တည်ဆောက်သည့်ဖြစ်စီမဖြစ်စီရင်းတွင်တိကျစွာပြဋ္ဌာန်းထားသည့်တာဝန်တရက်လိုအပ်နေပေသည်ရင်းတော်ဝင်သည်ဒေါအောင်ဆန်းစုကြည်၏ပြည်ပြင်ပြောင်းလဲရေးအစီအစဉ်များနိုင်ငံတွင်ပြန့်နှံ့နေသည့်ပိုမိုလစ်ဘရယ်ဆန်သည့်ပတ်ဝန်းကျင်တို့ကိုအပြည့်အဝထည့်သွင်းစဉ်းစားထားရပေမည်လောလောဆယ်တွင်ထိုလမ်းညွှန်ချက်မရှိသေးရှိနေပါကလည်းလိုက်နာအောင်အားတင်းမှုညံ့နေသေးသည်ဟုထင်မြင်သည်ထို့ပြင်ထောက်လှမ်းရေးအခမ်းကဏ္ဍများကိုကြောင်းကျိုးစမ်းစစ်ရန်ပြန်လည်ခွဲဝေရန်အပြင်းအထန်ဆွေးနွေးညှင်းခုန်လာနိုင်သည်ထို့သောဆိုပါကအဖွဲ့အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတိုးတက်လာရုံမကရင်းတို့၏မများလာသည့်ရင်းမြစ်များကိုကောင်းကောင်းအသုံးချလာနိုင်လိမ့်မည်သို့သောရင်းတို့၏တာဝန်များကိုလည်းပုံမပြတ်သားစွာပိုင်းခြားလာပေလိမ့်မည်အထူးသဖြင့်စစ်ဘက်နှင့်နယ်ဘက်တာဝန်များကိုဖြစ်သည်သုံးပါသာအနာဂတ်တွင်မြန်မာနိုင်ငံ၏ထောက်လှမ်းရေးလုပ်ငန်းများကိုအစစ်အမှန်ရွေးကောက်ခံအပြည့်အဝအယက်သားအစိုးရပေါ်ပေါက်လာပါက
ကြီးကျက်နိုင်ပေလိမ့်မည်အခန်းကိုဏီကုံနိုင်ငံတိုင်းသည်ရင်းနှီးထိုက်တန်သည့်ထောက်လှမ်းရေးဝန်ဆောင်မှုကိုရရှိကြသည်လွန်ခဲ့သည့်အနှစ်200အတွင်း၌မြန်မာနိုင်ငံသည်အစိုးရစနစ်အားလုံးနှိပါနှင့်ကြုံခဲ့ရသည်19ရာစုတွင်ဗြိတိရှတို့ကတအူးစံပိုင်မင်းကိုအောင်နိုင်ကနိုင်ငံတော်ကိုအဆင့်30ဖြင့်သိမ်းယူလိုက်ပြီး1948ခုနှစ်တွင်လွတ်လပ်ရေးကိုပြန်ရကာပါလီမန်ဒီမိုကရေစီနိုင်ငံဖြစ်မလာမီအမျိုးမျိုးသောကိုလိုနီအုပ်စိုးမှုများနှင့်အုပ်ချုပ်ရေးများတို့ကိုခံရခဲ့ရသည်1958မှ1960ခုနှစ်အထိဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်သည့်ရွေးကောက်ခံမဟုတ်သည့်အိမ်ဆောင်အစိုးရကနိုင်ငံကိုစီမံခန့်ခွဲခဲ့သည်1962ခုနှစ်တွင်ရင်းတည်ထောင်ခဲ့သည့်စစ်အာဏာရှင်စနစ်သည်1984ခုနှစ်တွင်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ကိုပြဋ္ဌာန်းခဲ့သဖြင့်တပါတီနိုင်ငံအဖြစ်သို့ရောက်ရှိသွားသည်1988ခုနှစ်တွင်မအောင်မြင်သည့်ဒီမိုကရေစီလိုလားသည့်ပုံကံမှု၏နောက်တွင်နောက်ထပ်စစ်အစိုးရတစ်ခုရောက်လာလေသည်နောက်ဆုံးတွင်တေချာစွာစီမံခန့်ခွဲထားသည့်အဆင့်9ဆင့်ပါလမ်းပြမြေပုံအရ2011ခုနှစ်တွင်စီကံပြေဝသောဒီမိုကရေစီနိုင်ငံတော်ကိုအရသားနှင့်စစ်သားရောထားသည့်အုပ်ချုပ်မှုအောက်တွင်ထွက်ပေါ်ခွင့်ပြုခဲ့သည်ဤအချိန်တစ်လျှောက်လုံးအထူးသဖြင့်1962မှ2011ခုနှစ်ကြားတွင်မြန်မာအစိုးရကိုအာဏာထပ်သည့်အမျိုးသားထောက်လှမ်းရေးစနစ်ကထောက်ပံ့ပေးထားသည်ရင်းစနစ်၏အများစုမှာဒေါအောင်ဆန်းစုကြည် NLD အစိုးရအောက်တွင်ရှိနေစေဖြစ်သည်တခါကခေါ်ဆိုခဲ့သလိုကျောင်းသုံးစာအုပ်တွင်ပါသည့်နမူနာပြပလိတ်တိုင်းပြည်ဆိုသည့်ထက်မြန်မာနိုင်ငံကိုကနဝင်မြောက်ထောက်လှမ်းရေးတိုင်းပြည်ဟုဖော်ပြရန်သင့်ပေသည်1948ခုနှစ်မှစ၍အနှစ်80ကျော်ကိုပြန်ကြည့်ပါကဤထောက်လှမ်းရေးတိုင်းပြည်ဤထူးခြားချက်5ချက်ကိုဖော်ထုတ်နိုင်သည်ပထမအချက်မှာဤထောက်လှမ်းရေးစနစ်ကိုလက်နက်ကိုင်တပ်ဖွဲ့များကတနည်းမဟုတ်တနည်းဖြင့်လွှမ်းမိုးထားသည်ဒုတိယအချက်မှာအမျိုးသားထောက်လှမ်းရေးစနစ်၏အားထုတ်မှုမှာပြည်တွင်းလုံခြုံရေးကိုသာအဓိကအာရုံစိုက်ထားသည်တတိယအချက်မှာမြန်မာထောက်လှမ်းရေးစနစ်သည်တက်နေသည့်အစိုးရကရှုမြင်သည့်အတိုင်းပြည်ထောင်စုကိုထိန်းသိမ်းရန်အထူးသဖြင့်ပြည်ထောင်စုညီညွတ်မှုအချုပ်အခြာအာဏာတို့မပြိုကွဲရေးကိုသာမလျှော့တမ်းတန်ဋိဌာန်ချထားသည်စတုဒ္ဒအချက်မှာမြန်မာနိုင်ငံ၏တည်တံ့ဆံမှုနှင့်ရေရှည်စည်းပွားရေးပြဿနာကြောင့်ရင်း၏လုံခြုံရေးအဖွဲ့များသည်ဤပညာရေးမြင့်များထက်လူသားသတင်းကိုသာလွန်စွာအားထားရသည်သို့သော electronic တော်လှန်ရေးကဤနိုင်ငံကိုကြီးမားစွာတက်ရောက်လာသောကြောင့်အခုအခါပြောင်းလဲလာနေလေပြီးပြည်စမအချက်မှာထောက်လှမ်းရေးသတင်းစီမံခန့်ခွဲရေးနှင့်ပတ်သက်လာရင်မြန်မာနိုင်ငံတွင်ကျယ်ပြန့်လာသည့်အမျိုးသားထောက်လှမ်းရေးစနစ်တစ်ခုလုံးကိုလူတဦးတစ်ယောက်အဖွဲ့အစည်းတစ်ခုတည်းကဦးဆောင်ညွှန်ကြားလိုသည့်အာဏာစက်နှင့်စီမံခန့်ခွဲသူအသီးသီး၏လက်အောက်တွင်တီးခြားတာဝန်များကိုထမ်းဆောင်နေပြီးရင်းတို့၏လွတ်လပ်မှုကိုလည်းစောင့်ရှောက်နေသည့်အဖွဲ့အများပြားကိုဖန်တီးလိုသည့်အလိုဆန္ဒတို့မှာအမြဲတမ်းမကြေမလည်ဖြစ်နေတတ်သည်ဤအချက်အတဲကိုဒုံးတိတုံ့ပြန်လိုက်ပါကမှတ်သားလောက်စရာထောက်လှမ်းရေးလဟင်းမှုများဖြစ်ပေါ်ခဲ့သည်ကိုလွန်ခဲ့သည့်နှစ်များအတွင်းတွေ့ခဲ့ရသည်မြန်မာအစိုးရအဆက်ဆက်ကအတိမတ်ပြုမထားသည့်အလင်းမပြတ်မှုတစ်ခုသည်လည်းအတိုင်းအတာတစ်ခုထိရှိနေသည်မြန်မာခေါင်းဆောင်များသည်ဆယ်စုနှစ်ရှိကကိုလိုနီအုပ်စိုးသူများကိုရှုတ်ချခဲ့ကြသည်1824မှ1948ခုနှစ်များအတွင်းပြည်သူ့တို့၏နာမည်တွင်လောက်သည့်မောက်မာမှုကြမ်းတမ်းမှုအလိုကြီးမှုတို့သည်ကျောင်းများဝန်ထမ်းရေးရတက္ကသိုလ်များစစ်တပ်လေ့ကျင့်ရေးဌာနများတွင်သင်ရသည့်အမျိုးသားရေးဇာတ်လမ်းများတွင်မပါမဖြစ်ပါရ၏မရေမတွက်နိုင်လောက်သည့်တရားဝင်မိန့်ခွန်းများတွင်ရည်ညွှန်းကြ၏စာအုပ်များရခင်လုံသားပြည်သူနေ့စဉ်သတင်းစာဂလိုဘယ်မြန်မာအလင်းဂျေမုံစသည့်အစိုးရဝါဒဖြန့်ချီရေးစာဆောင်များတွင်ထပ်ပြန်တလဲလဲပါဝင်ကြ၏ရင်းတို့၏အမြင်တွင်ပြည်ထောင်အောက်ချုပ်ရေးသည်မြန်မာနိုင်ငံကိုကမ္ဘာအလဲတွင်ရတင်သောနေရာကိုပေးရန်ညှင်းဆိုခဲ့သည့်အခွင့်ထူးခံတို့ကိုထူထောင်ခဲ့သည်ပြည်သူကိုဖိနှိပ်ခဲ့သည်တဘာဝဒနာများကိုအမျက်ထုတ်ခဲ့သည်ကိုလိုနီသမားများသည်နိုင်ငံကိုအတင်းအုပ်စိုးကာမတရားသည့်ဥပဒေများကိုစစ်တပ်ဆန်သည့်ပလိတ်တပ်ဖွဲ့ကြီးလက်မခံနိုင်ပွဲတရားရေးစနစ်တို့ဖြင့်အာဏာတည်စေခဲ့၏ကိုလိုနီအုပ်ချုပ်ရေးကိုစိန်ခေါ်သည့်မျိုးရှင်းများအခြားသူများကိုစီမံခန့်ခွဲမှုအားအပြင်ရုပ်ပိုင်းအင်အားဖြင့်လည်းအကြိမ်များစွာရင်ဆိုင်ခဲ့ရ၏ပြည်သူ့တို့ဤသို့လူထုကိုဖိနှိပ်သည့်အာဏာကိုကျင့်သုံးနိုင်ခဲ့သည်မှာနိုင်ငံအနှံ့ကျယ်ပြန့်သည့်ထောက်လှမ်းရေးစနစ်ကြောင့်ဖြစ်သည်ရင်းစနစ်ကိုလူတိုင်းကိုအရာရာကိုစောင့်ကြည့်စစ်ဆေးနေကာမြောင်များလာသည့်ဒေတာများကိုစုဆောင်းပေါင်းစပ်ကာသဘောထားကွဲလဲသည့်အရေးလက္ခဏာတွေ့သည်နှင့်သတင်းပို့၏ပြည်ထောင်ကိုလိုနီအုပ်ချုပ်ရေးကိုဤသို့ပုံဖော်နေကြသည့်1962ခုနှစ်နောက်ပိုင်းမြန်မာစစ်တပ်မှအုပ်စိုးသူတို့သည်ရင်းတို့ကိုယ်တိုင်သည်လည်းအစိုးရအဆက်ဆက်ကိုဤနည်းနှင့်ခေါင်းဆောင်လာခဲ့သည်ဆိုသည်ကိုမူတွေးမိပုံမရပြီစဉ်းစားပုံဥပမာတစ်ခုတည်းကိုသာပြရပါမူပြည်ထောင်ကိုလိုနီအုပ်ချုပ်ရေးနှင့်တပ်မတော်တို့ထောက်လှမ်းရေး၏တာဝန်ကိုချုပ်မြင်ပုံချင်းမှာအလွန်အလွန်ကိုတူညီနေပေသည်တိသာသည့်ကွာခြားချက်များရှိတော်လဲကိုပြန်တင်မြောက်ထားသည့်လူနည်းစုကလေးကလူမျိုးရေးဘာသာရေးယဉ်ကျေးမှုကွဲပြားခြားနားလာသည့်နိုင်ငံရေးစီးပွားရေးလူမှုရေးဖွံ့ဖြိုးမှုအဆင့်ချင်းမတူညီသည့်ဖြင့်မကြာခဏပြိုင်ဆိုင်နေသည့်အုပ်စုများပါဝင်သည့်အမျိုးအမည်ထွေပြားလာသည့်လူထုကြီးနေထိုင်သည့်
တိုင်းပြည်ကြီးကိုအုပ်ချုပ်နိုင်ရန်အတွက်ထောက်လှမ်းရေးအကဲတာမှုသည်အခရာကျသည်ဟုနှစ်ဦးစလုံးကမှတ်ယူကြ၏တခါတရံသူတို့၏ကြောက်ရွံ့မှုကိုပုံကြီးချဲ့တတ်ကြတော့လေကိုလိုနီခေတ်မှာရောကိုလိုနီနောက်ပိုင်းမှာပါမြန်မာနိုင်ငံသည်အိန္ဒိချင်းတိုင်းပြည်များမှဖိအားကိုရင်ဆိုင်ခဲ့ရသဖြင့်ရင်းတို့ကိုအနိကစောင့်ကြည့်ရန်လိုအပ်နေပြီသည်ရင်းဤခေတ်သစ်သမိုင်းတစ်လျှောက်လုံးတွင်အမျိုးသားထောက်လှမ်းရေးစနစ်သည်ဗဟိုအစိုးရကပြဿနာများကိုကြိုမြင်နိုင်စေမည်အချိန်မီတုံ့ပြန်နိုင်စေမည်လိုအပ်သည့်သတင်းများကိုပေးအပ်ရန်ကြိုးစားခဲ့ပေသည်မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကရောရပြီးချိန်တွင်မှာထောက်လှမ်းရေးလေဟင်းမှုများသည်တရားဥပဒေစိုးမိုးရေးကိုပြိုလဲစေသည့်အထိတန်ဖိုးကြီးမားခဲ့သည်နိုင်ငံအရှုပ်ချအာဏာကိုဘေးတင်စေခဲ့သည်လွတ်လပ်ရေးရပြီးကတည်းကမြန်မာထောက်လှမ်းရေးအဖွဲ့များ၏ဖွဲ့စည်းပုံနှင့်အတွင်းပိုင်းလှုပ်ဆောင်ပုံများကိုအတိအကျပြောရန်ခဲယဉ်စမြဲဖြစ်သည်နိုင်ငံရေးစီးပွားရေးလူမှုဘဝတို့အားထိန်းချုပ်မှုများကိုဖယ်ရှားလိုက်သည့်ယခုအချိန်မှာပင်ထောက်လှမ်းရေးစနစ်သည်အတိအခတ်ကရှုပ်ဝက်နေစေဖြစ်၏ထို့အပြင်နိုင်ငံအတွင်းအပြင်တွင်ဖြစ်ပျက်နေမှုများအရထောက်လှမ်းရေးအဖွဲ့များသည်ရင်းတို့၏လုံနည်းကိုင်နည်းများကိုခေမီအောင်အားထုတ်လာပွဲရင်းမြစ်များကိုအကြီးအကျယ်ပုံမိုတောင်းခံလာပွဲရှိသည်တည်င်းစုဆောင်ရာတွင်မြန်မာနိုင်ငံတွင်တွင်ရောအိန္ဒိယနိုင်ငံများတွင်မှာပါလူသားသတင်းသည်တွင်ကျယ်နေအောင်မီမှာမဟုတ်ချဖြစ်တော်လဲဤပညာထောက်လှမ်းရေးကိုပုံမိုအလေးထားလာရပေမည်ဌာနဆိုင်ရာအစွမ်းဆောင်ရည်တိုးတက်စေခြင်းခေမီအချက်ပြဆက်သွယ်ရေးတည်င်းကိရိယာများရယူခြင်းစသည်နှင့်ပုံမိုခက်ခဲရှုပ်ထွေးသည့်စီးပွားရေးလုပ်ငန်းသုံးဤပညာကိရိယာများကိုအသုံးဆွဲခြင်းဥပမာအားဖြင့်ပုံရိပ်သတင်းတို့ဖြင့်ထို့သောဖြစ်အောင်ဆောင်ရွက်နိုင်ပေမည်ဤစနစ်သည်စုဆောင်ရသမျှဒေတာအားလုံးကိုပုံမိုကောင်းမွန်စွာသုံးသပ်အကဲဖြတ်နိုင်မည်မနိုင်မည်ကိုမူမသိမြင်နိုင်သေးပေထို့အတူလက်ခံရရှိသည့်ထောက်လှမ်းရေးအကြံပြုချက်ကိုလက်ခံမည်ညှင်းပယ်မည်ဆိုသည်မှာလည်းအစိုးရ၌သာမူတည်ပေသည်စစ်မှန်သည့်ဒီမိုကရေစီနှင့်တရားဥပဒေစိုးမိုးရေးလမ်းအတိုင်းရွေ့လျားနေတော်လဲအစိုးရကအမျိုးသားထောက်လှမ်းရေးစနစ်ကိုမိခိုနေရမှုမှာပျောက်သွားမည်မဟုတ်ချေလောလောဆယ်တွင်မြန်မာနိုင်ငံသည်ပြင်ပမှစိန်ခေါ်မှုအသည့်အများအပြားပြည်တွင်းပြည်ပမှချိန်ချောက်မှုများကိုရင်ဆိုင်နေရတော့လဲလက်ရှိတွင်ပြည်တွင်းလုံခြုံရေးကိုဦးစားပေးထားသည်ကိုမူပြောင်းလဲမိပုံမရှိပေဒေါအောင်ဆန်းစုကြည်၏အရသားရောင်ရောင်အစိုးရရောစစ်တပ်ကောင်းဆောင်များကပါသူတို့၏ချိန်ကြံမှုနှင့်ရင်းတို့၏အမြင်အရနိုင်ငံ၏ချိန်ကြံမှုကိုနိုင်ငံခြားမှအဖြစ်အပျက်များထက်မညီညွတ်မှုပြည်တွင်းမတည်ငြိမ်မှုတို့ကပုံမိုရှိန်ချောက်ကြောင်းကိုသိကြပေသည်နိုင်ငံတကာဖိအားတံကိုမြန်မာနိုင်ငံကကြံ့ကြံ့ခံခဲ့ရပြီးဖြစ်ကထပ်မံခံရအောင်ပြီဟုယုံကြည်နေသည်အနောက်တိုင်းကထပ်မံပိတ်ဆို့လာသဖြင့်စီးထွက်ရမည့်အခွင့်အရေးများကိုအလင်းအမြတ်အမျက်ထုတ်မီတရုတ်နှင့်ရုရှားတို့ကဲ့သို့သောနိုင်ငံများကထောက်ကူကြပေဦးမည်အာဆီယံကမူမြန်မာနိုင်ငံ၏မူဝါဒအချို့ကြောင့်စိုးရိမ်ကြောင့်ကြနေတော်လဲဒေသတွင်အရှိတ်ဆက်များကိုအပြတ်ခံမည်မဟုတ်ပေနေပြည်တော်သို့လာမည့်အကြီးအကျယ်ဆုံးချိန်ချောက်မှုများမှာပြည်တွင်းမှသာဖြစ်ပေလိမ့်မည်ထို့ကြောင့်အမျိုးသားထောက်လှမ်းရေးစနစ်သည်မြန်မာနိုင်ငံအစိုးရ၏စဉ်းစားတွေးခေါ်ရာတွင်အရေးကြီးသောနေရာ၌မြဲနေပေဦးမည်ထို့အတူရသမျှသောအညွှန်းများအရယင်းသည်လက်နက်ကင်တပ်ဖွဲ့များ၏ချုပ်ကင်မှုအောက်တွင်ရှိမြဲရှိနေပေဦးမည်သည်တရားဉာဏ်သစ်မြန်မာပြန်